ဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားဒေသနာတော်တွေထုတ်နှုတ်ပြီးတော့တရဏကိုးကွယ်မှုရဲ့အဓိပ္ပာယ်ဆိုတာဒီကနေ့ရှင်းလင်းဟောပြောပေးပါမယ်လောကလူသားတွေအားလုံးဟာအကိုးစရာရှာကြတာတော့ထုံးစံကြီးပွားနေတဲ့လူကလည်းပဲမိမိရဲ့ကြီးပွားနေတာကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်ဆက်လက်ကြီးပွားနေဖို့အတွက်အာကိုးရှာကြတယ်မကြီးပွားသေးတဲ့လူတွေကလည်းကြီးပွားခြင်းလို့အာကိုးရှာကြတယ်အဲ့တော့ပညာတတ်ပြီးသားပုဂ္ဂိုလ်ကလည်းမိမိတတ်ပြီးသားပညာအသုံးဝင်မှုအာကိုးရှာကြပညာမတတ်သေးတဲ့လူတွေကလည်းပညာတတ်ဖို့ဆိုအာကိုးရှာကြလောကီရေးနဲ့ပတ်သက်ပြီးတော့စီးပွားရေးလူမှုရေးဆိုလို့အောင်မြင်ပြီးသားပုဂ္ဂိုလ်တွေကလည်းပဲဆက်လက်အောင်မြင်နေဖို့တည်တံ့နေဖို့အာကိုးရရှာကြတယ်။မအောင်မြင်သေးတဲ့လူတွေကလည်းအောင်မြင်ဖို့ဆိုပြီးအာကိုးရရှာ။တလောကလုံးခြုံကြည့်မယ်ဆိုရင်လူတွေအားလုံးဟာအာကိုးရကိုရှာနေကြတယ်အဓိပ္ပာယ်ရတယ်ပေါ့နော်။အဲ့တော့အာကိုးရတွေဘာလို့ရှာကြတာတော့လို့မေးလို့ရှိရင်တော့ရွေချက်တွေတော့အမျိုးမျိုးပေါ့ကဘာဥကာလကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လောကလူသားတွေဟာအာကုမှုရှားလာကြတာတကယ်အစစ်ကတော့အမှန်မသိတာဒါအဓိကအသိဉာဏ်ဘက်ကအားနည်းနေတယ်အကြောင်းအရာတစ်ခုကိုအမှန်ကန်မသိခြင်းဟာအာကုမှုရှားခြင်းရဲ့အကြောင်းတစ်ခုအရင်ပဲဒါကြောင့်မို့မြတ်စွာဘုရားကဓမ္မပဒဒေသနာတော်မှာပဟုံဝေတရဏံယန္တိပပ္ပတာနိဝနာနိသအာရမရုခစေတယာနိမနုဿဘယတစ္ဆိတာအဲ့ဒီမှာစကားလေးတစ်ခွန်းရှိတယ်ဘုရားဟောတာမနုဿဘယတစ္ဆိတာအကြောက်တရားကလူတွေကိုလွှမ်းမိုးလာတယ်တဲ့ခုနအကြောက်တရားဆိုတာကြီးပွားပြီးသားလူကလည်းဆုံးရှုံးသွားမှကြောက်တယ်မကြီးပွားသေးတဲ့လူကလည်းဆက်လက်ဆင်းရဲနေမှကြောက်တယ်အဲ့တော့ဒီအကြောက်တရားတွေကိုအခြေခံပြီးတော့အာကုမှုကိုရှားကြတယ်ဒါကြောင့်မလို့ဒီလူတွေကကိုယ်ကွယ်မှုတွေကဘာမှအများကြီးဖြစ်နေတယ်ပေါ့မြန်မာနိုင်ငံမှာပြောမယ်ဆိုလို့ရှိရင်ဘုရားမြတ်စွာသာသနာတော်မရောက်ခင်ကလူတွေဘာကိုးကွယ်ကြတော့ဆိုအစဉ်လာရနတ်ကိုးကွယ်ကြတယ်တောတွေတောင်တွေကိုးကွယ်ကြတယ်တစ်ပင်တွေကိုးကွယ်ကြတယ်ဒီကနေ့တောင်မှanimal nation ဆိုတာဒီကိုးကွယ်တဲ့အစဉ်လာတွေတစ်ခုရှိတချို့ဆိုလို့ရှိရင်တိရစ္ဆာန်တွေတောင်ကိုးကွယ်ရအနေနဲ့ကိုးကွယ်နေကြတာရှိတယ်ပေါ့အိန္ဒိယမှာဆိုပိုများတယ်ပေါ့အဲတော့လူစင်စစ်ကတောင်တိရစ္ဆာန်ကိုကိုးကွယ်ရတယ်ဆိုကြတဲ့လူတွေရဲ့အတွေးလူတွေရဲ့အသိဉာဏ်ကိုးကွယ်အားထားမှုနဲ့ပတ်သက်လာရင်ဘလို့ဒီနှိမ့်ချတယ်လဲဆိုတာဒီကနေ့ခေတ်မှာလည်းပဲတကယ်ပညာဓာတ်ဆိုတဲ့ပုဂ္ဂိုလ်တွေကိုကြည့်အောင်ကိုယ်ကမှုနဲ့ပတ်သက်လာလို့ရှိရင်တော့ဘာမှကိုအဆင့်မရှိသေးတဲ့အနေအထားမျိုးရှိတယ်နော်ကိုယ်ကမှုနဲ့ပတ်သက်လာလို့ရှိရင်ဒါမို့ဘာသာရေးနဲ့ပတ်သက်လာလို့ရှိရင်အကြောင်းအကျိုးဆင်ခြင်မှုအားဟာအမတန်လဲသွားပြီအစဉ်လာယုံကြည်ခြင်းပေါ်မှာပဲယက်တည်နေကြတယ်အဲဒါကြောင့်မလို့လောကလူတွေကိုးကွယ်ရရှားနေတယ်ဆိုတာဟာအခြေခံအကြောင်းကတော့အကြောက်တရားပဲဒါဖြင့်ကြောက်တာကဘာကြောင့်ကြောက်တာတော့ဆိုမသိလို့ကြောက်တာအဖြေကိုမသိဘူးအမှန်ကိုမသိဘူးမှန်မသိသည့်အတွက်ကြောင့်ကိုးကွယ်ရဟာအပြင်မှာရှိတယ်လို့ထင်ပြီးအပြင်မှာရှားတယ်မြတ်စွာဘုရားကျတော့အကြောင်းနဲ့အကျိုးအကောင်းနဲ့ဆိုးဆင်ခြင်စဉ်းစားပြီးတော့အကြောင်းတရားတွေကိုအမှန်သိရှိတဲ့အခါမြတ်စွာဘုရားကအာကိုးစရာဆိုတာခုထဲမှာပဲရှိတယ်လို့ဟောတာအဲ့ဒီမှာထူးခြားချက်ကလောကလူသားတွေကအာကိုးစရာဆိုအပြင်မှာပဲရှာနေကြတယ်ဥပမာပဲလူတယောက်ထူးထူးချွန်ချွန်ဖြစ်လာရင်အဲ့ဒီပုဂ္ဂိုလ်အာကိုးကြတယ်အာကိုးပုံအာကိုးနည်းရလည်းပဲတချို့ကြတော့လုံးဝအာကိုးတာမျိုးရှိတယ်ဆိုပါစို့အာကိုးပုံအာကိုးနည်းရလည်းမတူဘူးပေါ့လေတချို့ကြတော့ဘာပြောဒီပုဂ္ဂိုလ်ပြောတာအမှန်ပဲလို့ဆိုပြီးတော့အကုန်လုံးကိုယ့်ရဲ့စဉ်းစားဉာဏ်ကို
ထဲ့မသုံးတော့ပဲနဲ့ထိုပုဂ္ဂိုလ်ပေါ်မှာပုံအပ်တာမျိုးလို့သူပြောရင်ကောင်းတာပဲဖြစ်စေဆိုးတာပဲဖြစ်စေအကုန်အကောင်းကြီးပဲလို့ဒီလိုယူဆပြီးအဲ့ဒါဟာဘာကိုပြတာတော့ဆိုအသိဉာဏ်အားနည်းမှုကိုပြတာမြတ်စွာဘုရားကဒီကာလမတုတ်တံမှာဆိုရင်မာတမနောနောခရုဒီပုဂ္ဂိုလ်ကတို့ကိုးကွယ်တဲ့ဆရာပဲဘယ်ဆရာတော်ကြီးပဲလို့ဆိုပြီးတော့ဒီလိုပြောရင်ဒီပြောတဲ့စကားကိုပြောတဲ့အတိုင်းလက်ခံရမှာမဟုတ်ဘူးတဲ့ကိုယ်ပိုင်ဉာဏ်နဲ့စဉ်းစားရမှာလို့ပြောတယ်မြတ်စွာဘုရားကအလုံးကိုပွင့်လင်းတယ်အမှန်တရားကိုရှာဖွေတဲ့နေရာမှာဒီအစဉ်လာယုံကြည်မှုတွေကိုအလုံးဖယ်ရှားပြီးတော့မြတ်စွာဘုရားအမှန်တရားဆိုတာကိုကိုယ်ပိုင်ဉာဏ်နဲ့ဆင်ခြင်စဉ်းစားဖို့လမ်းဖွင့်ပေးထားတယ်နော်တချို့ကိစ္စလေးတွေကဒါလေးတွေတော့မှတ်လောက်သားလောက်ရှိတယ်ဆိုပြီးတော့ဟုတ်လောက်တယ်ဆိုအကြောင်းကျိုးညီညွတ်တယ်ဆိုပြီးတော့လူတွေလက်ခံထားကြတယ်သို့တော်လည်းဒါလည်းအမှန်တရားကိုရှာတဲ့နေရာမှာတကယ်အရေးပါတဲ့ဟာမဟုတ်ဘူးဒါကြောင့်မို့မြတ်စွာဘုရားကကိုယ်ပိုင်လက်တွေ့သိတဲ့အချက်လက်ပေါ်မှာသာနဲ့အတည်ပြုဆုံးဖြတ်ရမယ်လို့ဒီလိုဟောတာဒါတော်တော်ကိုအဓိပ္ပာယ်ရှိတဲ့စကားပေါ့နော်ဒီကနေ့ခေတ်မှာလည်းကဘာမှာတကယ်နာမည်ကြီးပါတယ်ဆိုတဲ့ပညာတတ်လို့အများကစကောလာလို့ယုံကြည်ထားတဲ့ပုဂ္ဂိုလ်ကြီးတွေတောင်မှပဲအစင်လာယုံကြည်ချက်ဆိုဘောင်ကြီးကိုကျော်လွှားပြီးတော့မသွားနိုင်ကြဘူး။ဘာဖြစ်လို့လဲဆိုတော့သူတို့ရဲ့အမှန်သိမှုဆိုတဲ့ပညာစွမ်းအားနည်းနေတော့မယ်အကန့်အသတ်ရှိနေတော့မယ်။ဒါတွေကိုဘောင်တွေကိုကျော်သွားနိုင်တာကတော့မြတ်စွာဘုရားတပါးပဲရှိတယ်။အစင်လာတွေအလုံးကိုကျော်ပြီးတော့အာကိုရအစစ်ဒီမိမိရဲ့တန်တမ်းမှာပဲရှိတယ်လို့မြတ်စွာဘုရားဟောတဲ့တရားထဲမှာအတ္တဟိအတ္တနောနာထောကောဟိနာထောပရောတိယမြတ်စွာဘုရားကတကယ်ကိုအတိအလင်းဟောတာကိုယ့်ရဲ့ကိုယ်ကိုယ်ရအစစ်ဟာကိုယ်ပဲလို့ဆိုတာကိုယ်အားကိုယ်ကိုပြောတာပါအမှန်တော့ကိုယ်အားကိုယ်ကိုပြောတာများသောအားဖြင့်အာကိုရဆိုတာရှာတာအပြင်မှာပဲရှာကြတယ်အတွင်းမှာမေ့ထားကြတယ်ကိုယ့်ရဲ့စွမ်းအားတွေဒီအာကိုလောက်တဲ့စွမ်းအားတွေကိုယ်မှာရှိနေတာကိုရှိမှမသိတဲ့အနေအထားမျိုးပေါ့ဒါကြောင့်မို့မြတ်စွာဘုရားအတ္တဒီပါဘိက္ခဝေဝိဟရထအတ္တတရဏကိုအာကိုပြီးနေလို့ဒီလိုဟောတာတခါတော့ကရှင်သာရိပုတ္တရာပြိဋိဘံစံသွားတဲ့အခါကျတော့ရှင်အာနန္ဒာကပြောတယ်ရှင်ဘုရားတဲ့ရှင်သာရိပုတ္တရာမရှိတော့တပည့်တော်တို့အမတန်မှအားတွေယော့သွားတယ်ပေါ့ရှင်သာရိပုတ္တရာမထေရမြတ်ကိုအားကိုးနေတာအမတန်မှစိတ်အားတွေငယ်ရတယ်မြတ်စွာဘုရားနေပါအောင်တဲ့သာရိပုတ္တရာကမင်းတဏ္ဍာကနေပြီးတော့သီလတွေသမာဓိတွေပညာတွေဒါတွေကိုယူသွားသလားတဲ့ဆိုအဲ့ဒါလို့တော့မဟုတ်ပါဘူးဗျာတဲ့ရှင်သာရိပုတ္တရာစီကားတွေတပည့်တော်တို့တရားဓမ္မတွေနားနေရတော့အဲ့ဒီသူဟောတဲ့တရားဓမ္မတွေနာရတဲ့အနေအထားမျိုးလေးတွေတို့ဆုံးရှုံးလို့ဒါကြောင့်မို့စိတ်မကောင်းဖြစ်ရတာပါဆိုမြတ်စွာဘုရားပါဟောတော့ပုဂ္ဂိုလ်ဆိုတာအာကိုးလို့ရှိရင်ဘယ်တော့မှမမြဲဘူးတဲ့ဟုတ်တယ်မြတ်စွာဘုရားဟောတာတကယ်မှန်ဘုရားကိုအာကိုးနေတယ်ဟောဘုရားပြိဋိဘံစံသွားပြီရှင်သာရိပုတ္တရာအာကိုးတယ်ရှင်သာရိပုတ္တရာမရှိတော့ဘူးရှင်မောက္ကလံအာကိုးရင်ရှင်မောက္ကလံမရှိတော့ပုဂ္ဂိုလ်ဆိုတာတခုမှတည်မြဲတာမရှိဘူးတဲ့အဲ့တော့တကယ်အာကိုးရမှာကဓမ္မပဲဓမ္မကဘယ်မှာရှိတာတော့ဆိုကိုယ်တဏ္ဍာမှာရှိဓမ္မအာကိုးတာကမှသာဝရအာကိုးရဖြစ်တယ်ပုဂ္ဂိုလ်အာကိုးတာဆိုအတိုင်းအတာတစ်ခုရတာဖြစ်တယ်လို့ဒီလိုဟောတာဟာသိပြီးတော့ reasonable ဖြစ်တာပေါ့မြတ်စွာဘုရားဓမ္မကိုပဲအာကိုးဆိုပြီးဒါဖြင့်ဓမ္မကိုအာကိုးတယ်ဆိုကိုကိုအာကိုးရှင်အာနန္ဒာကိုအဲ့ဒီရှင်သာရိပုတ္တရာပြိဋိဘံသန္တာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားအတိအလင်းဟောထားခဲ့တယ်တခါမြတ်စွာဘုရားကဒီယုံကြည်အားကိုးမှုနဲ့ပတ်သက်လာလို့ရှိရင်ကိုရောမြတ်ကိုရောတိုင်တောင်မှပဲငါပြောတယ်ငါဟောတယ်ဆိုပြီးတော့မင်းတို့လက်မခံနိုင်အောင်စူးစမ်းအောင်ဆိုပြီးတော့
ခေါင်းဆောင်ဖြစ်ပြီးတော့ဘာသာရေးခေါင်းဆောင်ထဲမှာဝေဖန်ခိုင်းတာဘုရားတစ်ပါးပဲရှိတယ်။ကျန်တဲ့ခေါင်းဆောင်တွေကဘယ်သူမှအဝေဖန်မခံရဘူးပေါ့။ငါပြောတာလုပ်ငါပြောတာမှတ်ငါပြောတဲ့အတိုင်းလုပ်ဆိုတာတွေပဲများတယ်ပေါ့။မြတ်စွာဘုရားအဲ့လိုမဟုတ်ဘူး။ငါ့ကိုလည်းပဲအဲ့ဒါဆင်ခြင်စဉ်းစားကြည့်။တခါတော့ကဥဒ္ဒယီဆိုတဲ့ပုဂ္ဂိုလ်တူကမြတ်စွာဘုရားကိုကြည်ညိုတဲ့အထက်မှာမြတ်စွာဘုရားကဘာလို့ကြည်ညိုတာတော့ဆိုဟောအရှင်ဘုရားတောအကြောင်းတွေမှာနေတယ်တစ်ထပ်ပဲဖုံးမေးတယ်ဆိုတဲ့ဒီအကျင့်တရားတွေနဲ့ကြောင့်မို့လို့မြတ်စွာဘုရားကိုတပည့်တော်ကကြည်ညိုတာပါဆိုတော့မြတ်စွာဘုရားဘာပြောတော့ဆိုဟေးငါတဲ့တာတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်တဲ့မင်းအဲ့ဒါကြည်ညိုမယ်ဆိုလို့ရှိရင်ငါတဲ့တာတဲ့ပုဂ္ဂိုလ်တွေရှိသေးတယ်ငါကတခါတလေမြို့ချောင်းရွာချောင်းမှာနေသေးတယ်တစ်သက်လုံးတောရချောင်းနေသွားတဲ့ငါတပည့်တွေရှိသေးတယ်တဲ့ဒီလိုမဲရှိတာနော်ပြီးတော့ပန်းတကူသင်္ကန်းဝတ်လို့ကြည်ညိုမယ်ဆိုလို့ရှိရင်ရသက်ပန်းတကူသင်္ကန်းဝတ်သွားတဲ့ငါတပည့်တွေရှိတယ်တဲ့ငါကတခါတရံတခါတကမတွေလှူတဲ့သင်္ကန်းဝတ်သေးတယ်တဲ့ဟောမြတ်စွာဘုရားကဒီအကျင့်တောင်မှပဲကိုယ်တပည့်တွေနဲ့ရှင်ပြီးတော့အဲ့လိုတာတဲ့ပုဂ္ဂိုလ်တာတယ်လို့ပြောသေးတယ်အေးယဟန်တန်ဃာတွေထဲမှာလည်းအမြဲတမ်းပဲဆုံးခံတဲ့ဆုံးကိုပဲစားတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်တဲ့တစ်သလုံးတရားဓမ္မပင့်တာဖိတ်တာကိုလက်မခံဘဲနဲ့ဆုံးခံစားတဲ့တပည့်တွေရှိတယ်ငါကတခါတလေကျတော့အပင့်ဖိတ်လက်ခံပြီးတော့စားရတာရှိသေးတယ်တဲ့အကယ်၍သာကြည်ညိုမယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်တွေကပိုးကြည်ညိုလိုက်တာပေါ့လို့မြတ်စွာဘုရားတခါဟောဘူးတယ်အဲ့တော့တကယ်တော့မြတ်စွာဘုရားကတာတာဘာတော့ဆိုလို့ရှိရင်ဟောဒီနိဗ္ဗာန်ရောက်ကြောင်းလမ်းစာကြီးဒီအစစ်မှန်လမ်းကြောင်းကြီးကိုပထမဆုံးတီထွင်ပြီးဟောပြောတဲ့အနေနဲ့မြတ်စွာဘုရားကိုအားကိုးကြတာကိုချင်းသီလနဲ့ပတ်သက်လာလို့ရှိရင်လေမြတ်စွာဘုရားကိုမှီတဲ့ပုဂ္ဂိုလ်မရှိဘူးတမာတိနဲ့ပတ်သက်လာလို့ရှိရင်လေမြတ်စွာဘုရားကိုမှီတဲ့ပုဂ္ဂိုလ်မရှိဘူးပညာအရာနဲ့ပတ်သက်လာလို့ရှိရင်လေမြတ်စွာဘုရားကိုမှီတဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ခုနအပေါ်ယံအကျင့်လေးတွေနဲ့ကြည်ညိုမဲ့ဆိုရင်မြတ်စွာဘုရားတဲ့ပိုကြည်ညိုကြကောင်းတဲ့ပုဂ္ဂိုလ်တွေရှိတယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်အဲ့တော့ဆိုလိုတာကသီလသမာဓိပညာဆိုတာကိုယ်တွင်းရဲ့အင်အားစုတွေပဲကိုယ်တဏ္ဍာမှာရှိတဲ့အင်အားစုတွေကိုယ်တဏ္ဍာမှာရှိတဲ့အင်အားစုတွေကိုအာမကိုပဲနဲ့အပြင်ဘက်ကိုအာကိုနေကြတာဟာအများဆုံးပဲဒီခေတ်မှာမဟုတ်ဘူးခေတ်တိုင်းလူတွေအများစုအလုံးလောကမှာရှိကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာကိုယ်တဏ္ဍာမှာရှိတဲ့အင်အားစုတွေကိုအားကိုးဖို့တဲ့အပြင်ကိုအားကိုးဖို့စိတ်ဝင်စားနေကြတယ်အပြင်ကဟာကိုပဲအားကိုးเสียလို့ထင်မှတ်နေကြတယ်တဲ့အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားကအတ္တဓိပါဘိက္ခဝေဝိဟရထအတ္တတရဏဘုရားဟောလိုက်တာအေးကိုအားကိုးပြီးတော့နေကြကိုသာအားကိုးရအစစ်ဖြစ်တယ်နောက်ပြီးတော့ဆက်ပြီးဟောသေးတယ်အနညတရဏကျန်တာတွေကိုတခုမှအားမကိုးနဲ့လို့ပြောတာနော်အနညတရဏအဲ့တော့ကိုအားကိုးရမှာဆိုတော့ဘာကိုပြောတာတုံးလို့ဆိုတော့ရှင်းအောင်လို့မြတ်စွာဘုရားထားဟောတယ်ဓမ္မဒီပါဘိက္ခဝေဝိဟရထဓမ္မတရဏကိုယ်တဏ္ဍာမှာကျင့်သုံးလို့ရတဲ့တရားဓမ္မကိုအားကိုးလို့ပြောတာကိုအားကိုးဆိုတာကိုယ့်ရဲ့တရားကိုအားကိုးကိုယ့်ရဲ့တရားဆိုတာကိုယ့်ရဲ့စွမ်းရည်တတ္တိနဲ့ရရှိထားတဲ့ကျင့်သုံးတဲ့လိုက်နာကျင့်သုံးရမယ့်အချက်လက်တွေကိုဒါတွေကိုဆိုလိုတယ်ဒါတွေဟာအလုံးဟာကိုယ်တွင်းမှာပဲရှိတယ်သို့တော့ရှေးခေတ်ကနေစပြီးဒီကနေ့ခေတ်ထိအောင်လောကလူသားတွေဟာအစွမ်းတကူနဲ့ပတ်သက်လာလို့ရှိရင်ပြင်ပကအင်အားတွေကိုသိပြီးတော့ယုံကြည်ကြတယ်ပေါ့ယုံကြည်သည့်အတွက်ကြောင့်မှားမှားယွင်းယွင်းနေဖြစ်ကြတယ်ဆိုပါစို့ဒီပုဂ္ဂိုလ်ဟာဖြင့်ဘုံတကူချီတယ်ဒီပုဂ္ဂိုလ်ဟာဖြင့်လူရဲ့စိတ်ကိုသိတယ်ဒီပုဂ္ဂိုလ်ဟာဖြင့်ကြိုတင်ပြီးတော့ဟောနိုင်တယ်ပြောနိုင်တယ်ဆိုပြီးတော့ဟောသူပြောတာသူကသူ့စွမ်းအားပဲသူ့စွမ်းအားနဲ့ကိုယ်လည်းမဆိုင်ဘူးအဲ့ဒီလိုမဆိုင်တာကိုမသိပေမဲ့လို့ဒီပုဂ္ဂိုလ်ကအရာရာကိုဖန်တီးနိုင်တယ်လို့ဆိုပြီးတော့သူ့နောက်ကနေစုပြုံလိုက်ပြီးကိုကျင့်ရမယ့်တရားကိုမေ့ထားကြပြန်ဒါလောကမှာဖြစ်နေတာဒီတိုင်းဒီနတ်ကြီးကတော့တကူကြီးတယ်အ
အရာရာအကောင်းဆုံးအကြောင်းအကျိုးတွေကိုဖန်တီးပေးနိုင်တယ်ဆိုအဲ့ဒီနတ်ကြီးကိုဝိုင်းပြီးတော့ပူဇော်ကြတာပေါ့ဒါခုမှမဟုတ်အစင်လားကိုအဲ့ဒါလိုဖြစ်ဟောအစင်လားကိုအဲ့လိုဖြစ်တယ်တကူကြီးရင်ကြီးတဲ့ပုဂ္ဂိုလ်နောက်လိုက်တယ်ယုံကြည်တယ်ဘာပြောပြောသူပြောတာအကုန်လိုက်လုပ်တယ်ဆိုဟောမမရင်းရင်းနေအကုန်လုံးဖြစ်ကုန်တတ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားအင်အားစုဆိုတာကိုယ့်ရဲ့တဏ္ဍာမှာသာရှိတယ်လို့ဒီလိုဟောတာအဲ့တော့ဒီကနေ့ခေတ်မှာဒီဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့မြတ်စွာဘုရားကအားကိုးရာဆိုပြီးတော့ပြောထားတာ၃ခုရှိတယ်ပေါ့အလုံးခုနတရားချစ်ခင်သူတော်စင်ပြိဿတ်တို့ဆိုသွားတဲ့ထဲမှာဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုအားကိုးရာလို့အတိမပြုပါတယ်အဲ့တော့ဒါသူတစ်ပါးကိုအားကိုးခိုင်းတာလားလို့ခုနဒေသနာနဲ့ပြန်ကြည့်မြတ်စွာဘုရားကိုယ့်ကိုအားကိုးလို့လည်းပြောတယ်ဘုရားကိုအားကိုးလို့ပြောတယ်ဆိုအဲ့ဒီဟာနှစ်ခုဟာဆန့်ကျင်မနေဘူးလားလို့စဉ်းစားစရာရှိတယ်ပေါ့အေးမဆန့်ကျင်ဘူးမြတ်စွာဘုရားကိုအားကိုးတယ်ဆိုတာအတိုင်းအတာတစ်ခုပြောဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဟောပြောချက်တွေကိုသိမှကိုယ်ကိုယ်တိုင်ကအသိဉာဏ်မရှိဘူးအသိဉာဏ်ရဖို့အတွက်မြတ်စွာဘုရားကိုကိုးကွယ်တယ်မြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာအမှန်တရားကိုသိဖို့အတွက်ဆရာသမားအနေနဲ့ဒီကိုးကွယ်တဲ့သဘောမျိုးအဲ့ဒီနေရာမှာလည်းပဲအရာရာအကုန်လုံးမြတ်စွာဘုရားကတကူအာနာပါဝါတွေပေးလို့ကိုးကွယ်တဲ့ဟာမျိုးမဟုတ်ဘူးဥပမာတခြားဘာသာတွေဆိုရင်ဘုရားကိုးကွယ်တယ်ဆိုတဲ့အဆင့်ဟာပါတော့ဆိုလို့ရှိရင်အလုံးဟာဒီဘဝရလာတဲ့ချမ်းသာဒုက္ခဒုက္ခချမ်းသာတာရောဆင်းရဲတာရောဘုရားသခင်ရဲ့အလိုတော်ကြပဲဆိုပြီးတော့အကုန်လုံးဟာအလုံးဟာဘုရားကဖန်ဆင်းတာတို့ဘုရားကပေးတာမကောင်းတာဖြစ်ရင်လည်းအေးဘုရားကဒဏ်ခတ်တယ်ကောင်းတာဖြစ်ရင်လည်းဘုရားကဆုလတ်ပေးတယ်အကုန်လုံးပုံပြီးတော့ဘုရားပေါ်မှာပုံချတယ်အကောင်းအဆိုးအကြောင်းကျိုးမှန်တယ်များဘုရားပေါ်မှာကုန်ဒီဘုရားဘာသာဗုဒ္ဓံတရဏံကိစ္ဆာမိဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးတဲ့အမှန်တရားကိုသိဖို့အတွက်မြတ်စွာဘုရားကိုကိုးကွယ်တယ်မြတ်စွာဘုရားကအမှန်တရားကိုရှင်းလင်းပြောပြဒါမို့ဗုဒ္ဓဆိုတဲ့စကားလုံးကိုသိသူလို့အဓိပ္ပာယ်ရ awaken ရှင်းဥစွာနိုးကြားလာသူအတိတရားကိုပထမဆုံးရရှိလာသူဆိုတဲ့အဓိပ္ပာယ်နဲ့ဗုဒ္ဓဆိုတဲ့စကားလုံးကိုသုံးတယ်အမှန်တရားကိုသိရှိအဲ့ဒီအမှန်တရားကိုသိရှိဖို့ဆိုတာတော့ဒါအမှန်တရားကိုသိရှိတဲ့ပုဂ္ဂိုလ်ကိုမစိကပ်ဖဲနဲ့အမှန်တရားကိုသိရှိဖို့ဆိုတာမဖြစ်နိုင်အဲ့တော့အတိုင်းအတာတစ်ခုရမြတ်စွာဘုရားကိုချင့်ကပ်တယ်ကိုးကွယ်တယ်ဆိုတာအတိုင်းအတာတစ်ခုရကိုးကွယ်ခိုင်းတာဗျာအဲ့ဒီအတိုင်းအတာကဘာလို့ဆိုအမှန်တရားကိုသိဖို့ဘယ်လမ်းဟာသွားရမယ်လမ်းလဲဘယ်လမ်းဟာမသွားရမယ်လမ်းလဲရှောင်ရမှာကဘာလဲဆောင်ရမှာလဲဘာလဲအမှန်တရားဆိုတာဘာလဲဆိုတာသိရှိဖို့အတွက်မြတ်စွာဘုရားကိုကိုးကွယ်ရတာတဲ့တခြားရည်ရွယ်ချက်တွေနဲ့ကိုးကွယ်ရင်တော့ဒါမမှန်ဘူးပေါ့သူကဆိုတော့ဘုရားကိုကိုးကွယ်တယ်စီးပွားဥစ္စာတွေတိုးတက်တယ်ဒါတကယ်တော့စီးပွားဥစ္စာတိုးတက်တယ်ဆိုတာပစ္စုပန်အခြေအနေခေါင်းတွေနဲ့အတိတ်ကကိုလုပ်ခဲ့တဲ့ကံတရားတွေပဲမှာတော့အဲ့ဒါတွေကအဓိကအဲ့ဒီအင်အားစုတွေကဘယ်ဟာတွေတုန်းဆိုအတွင်းအင်အားစုတွေပဲအပြင်ကလာတာမဟုတ်ဘူးเนาะအခြေအနေကောင်းတွေဖြစ်လာတာတို့စီးပွားတိုးတက်ဖို့အခြေအနေကောင်းတွေဖြစ်လာတာဆိုတာလွန်ခဲ့တဲ့အတိတ်ဘဝကကိုလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကကိုယ်တဏ္ဍာမှာအကျိုးပေးဖို့ဆင်းရဲဖြစ်လာတာအဲ့ဒါဟာပြင်မဲ့ကအကြောင်းတရားတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါအခြေအနေတွေအကုန်လုံးပေးပြီးတော့တိုးတက်ကြီးပွားလာတာအဲ့ဒါကိုပဲသွားပြီးတော့ဘုရားကမားတယ်လို့သွားယူဆရင်နတ်ကမားတယ်လို့ယူဆရင်ဒါအပြင်ကိုသွားအာကိုးရရောက်ပြန်ရောဘယ်သူကမှဘယ်သူကိုမမနိုင်တာဒါတော့သိကြတယ်ပေါ့မားတယ်ဆိုတာအတိုင်းအတာတစ်ခုဆိုပါစို့အကြံပေးနိုင်တယ်အကြံကောင်းပေးနိုင်တယ်ဥပမာစီးပွားရေးနားလည်တဲ့ပုဂ္ဂိုလ်ဟာဒီဟာလုပ်တာမလုပ်နဲ့ဆိုအကြံပေးအဲ့ဒီအကြံအတွက်တော့အာကိုးလို့ရပါတယ်ဒါပဲလောက်ရမှာကိုယ်တိုင်လို့ပညာရေးနဲ့ပတ်သက်လာလို့ရှင်လေပညာတော်တဲ့ပုဂ္ဂိုလ်တွေစီအကြံကောင်းဉာဏ်ကောင်းယူရတယ်သူတို့စီကမသိသေးတာတွေကိုသိအောင်ကိုယ်သင်ယူတယ်သင်တယ်ဆိုကြတဲ့ကိုယ်အင်အားအသုံးချတာပဲအပြင်ကရတာမဟုတ်ဘူးတကယ်ကတော့အတွင်းနဲ့အပြင်မှာအတွင်းကပို့ပြီးတော့ internal condition နဲ့ external condition နှစ်ခုပေါင်းစပ်တယ်
ပေါင်းဆက်တယ်ဆိုတဲ့ဒီနေရာမှာ internet condition ကပို့ပြီးတော့အဓိကကျတယ် power မှန်တယ်မြ internet ထဲမှာရှိတယ်ပေါ့ external ကအကူအညီလောက်ပဲရတယ်လို့ဒီလိုအဓိပ္ပာယ်ယူရမှာပေါ့အပြင်ဆိုတာလုံးဝအကူအညီမပေးဘူးမဟုတ်ဘူးအပြင်ကအကူအညီတွေဥပမာဆိုတော့အခုဒီကုန်းကျော်တို့တိုက်ကြီးဆိုလို့ရှိရင်ဒီအဆောက်အဦထဲမှာနေလို့ရှိရင်ဟောဇာတိဥရုဒန်းနေတက်တာတယ်နော်ကျမကြီးကောင်းလာတယ်ဆိုဒါသူအကျိုးပြုတာလို့ခေါ်တယ်ပေါ့ဒါသူလုံးနိုင်တာအဲ့ဒါပဲပေါ့သို့တော့အတွင်းကအသိဉာဏ်ရှိဖို့ကြတော့ကိုလုံးဝမှာပေါ့အပြင်ဘက်ကအကူအညီပေးတာတော့ရှိတယ်ပေါ့နော်ဟုတ်အရေးကြီးဆုံးတကယ်အစစ်အမှန်ဒီအဆုံးဖြတ်ကတော့ကိုယ့်ရဲ့အတွင်းမှာပဲရှိတယ်လို့ဒီလိုမှတ်ရမယ်ဒါကြောင့်မလို့ဗုဒ္ဓံတရဏံဂစ္ဆာမိဆိုတဲ့နေရာမှာဖះကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာပုဂ္ဂိုလ်ကိုကိုးကွယ်တဲ့သဘောမဟုတ်ဘူးမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုမြတ်စွာဘုရားထံကအဆုံးအမဩဝါဒတွေရဖို့မြတ်စွာဘုရားရဲ့လမ်းညွှန်ချက်တွေကိုလက်ခံကျင့်သုံးမယ်ဆိုတဲ့အနေနဲ့ဘုရားကိုကိုးကွယ်တယ်ဒါကြောင့်မို့လို့အဲ့လိုကိုးကွယ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပုံမှာသဘောထားရမှာဘလို့ထားကိုးကွယ်မယ်ဆိုရင်ဟိတေပဝတ္တနေနာအဟိတာသနိဝတ္တနေနာမြတ်စွာဘုရားကကိုယ်တဏ္ဍာမှာဖြစ်ပေါ်လာမဲ့ဘေးအန္တရာယ်တွေအခက်ခဲတွေပြဿနာတွေမကြရအောင်မြတ်စွာဘုရားကိုအားကိုးရတယ်အဲ့ဒါလို့အားကိုးတယ်ဆိုတဲ့နေရာမှာမြတ်စွာဘုရားကတကောအာနာပါဝါကိုအသုံးပြုပြီးတော့အခက်ခဲတွေကိုကျော်လွှားစေတာလားဆိုမဟုတ်ဘူးအဲ့တော့ကျော်လွှားစေတဲ့အင်အားကမိမိတဏ္ဍာမှာရှိတယ်သို့တော့မြတ်စွာဘုရားကဘာဟောတော့ဆိုရင်ဟိတေပဝတ္တနေနာဒီအလုပ်တွေကလှုပ်တဲ့တယ်လှုပ်တဲ့နာတွေကိုလှုပ်ဖို့ဆိုတော့မင်္ဂလာတော့မှာဆိုရင်မြတ်စွာဘုရားမလှုပ်တဲ့နာနဲ့လှုပ်တဲ့နာခွဲဟောတယ်အသေဝနာသဘာလနာပဏိတာနိသသေဝနာဟောလူမိုက်ကိုမပေါင်းနဲ့မမီဝဲနဲ့မစိကတ်နဲ့ဆိုတာသူတို့ကိုဆရာမတင်နဲ့လို့ပြောတာနော်လူမိုက်ကိုဆရာမတင်နဲ့သူတို့စကားကိုနားမထောင်နဲ့သူတို့လုပ်တဲ့အလုပ်တွေလိုက်မလုံးနဲ့ဒါပြောတာနော်အဲ့တော့လူမိုက်ကိုမပေါင်းနဲ့ဆိုပေါင်းတယ်ဆိုတဲ့အဓိပ္ပာယ်ကအဲ့ဒါကိုဆိုလို့တယ်ဆရာတင်တာတို့မိတ်ဆွေဖြစ်လက်ခံတာတို့သွားတူစားတူနေတူထိုင်တူသူအကြံဉာဏ်တွေယူတာတို့ဒါတွေကိုဆိုလို့တာပေါ့အဲ့ဒါမျိုးမလုပ်နဲ့လောက်ရမှာကပဏိတန်နဲ့စသေဝနာပညာရှိတဲ့ပုဂ္ဂိုလ်တွေသူတော်ကောင်းတွေနဲ့ပေါင်းသူတော်ကောင်းတွေရဲ့အကြံဉာဏ်တွေကိုယူလို့ဒီလိုဆိုလို့တယ်လောက်ရမှာကိုလောက်ရမှာကြီးပဲအကုန်အဲ့ဒီမှာမြတ်စွာဘုရားကမကောင်းတဲ့လူမိုက်ကိုပေါင်းခြင်းဖြင့်ရလာမဲ့အပြစ်အနာစာပြဿနာတွေမဖြစ်ရအောင်မပေါင်းနဲ့လို့ဒီလိုပြောတာပညာရှိသူတော်ကောင်းကိုပေါင်းခြင်းဖြင့်ဖြစ်ပေါ်လာမဲ့အကျိုးကျေးဇူးတွေရဖို့ရအတွက်ပညာရှိသူတော်ကောင်းကိုပေါင်းလို့အဲ့ဒါကိုပဲအဟိတာသနိဝတ္တနေနာအကျိုးမဲ့ဖြစ်စေတတ်တဲ့အကြောင်းတရားတွေကိုဖယ်ရှားပြီးတော့ကောင်းကျိုးချမ်းသာဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေကိုမိမိတဏ္ဍာမှာဖြစ်ပွားစေဖို့မြတ်စွာဘုရားနိလန်းပေးတာတဲ့အဲ့ဒီနိလန်းပေးတဲ့အနေနဲ့ဖယ်ရှားပြစ်တယ်လို့ဒီလိုပြောတာနော်အဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်ရတယ်ဆိုတဲ့အနေထားတစ်ခုဟာအဲ့ဒီအနေထားကိုဆိုလို့တယ်ဆိုပါစို့ယောဂဖြစ်လို့ဆရာဝန်စီသွားရတယ်ဆိုတာဆရာဝန်စီကအကြံကောင်းအညံကောင်းသွားတောင်းတာပဲမှန်တယ်သူကတကယ်ကယောဂသူကုပေးတာမဟုတ်ဘူးကုတာကဆရာကုတာပဲနော်တကယ်အနှစ်သာရပိုင်းကြည့်ဆရာဝန်ကဘလောက်အကြံဉာဏ်ပေးပြီးကိုကဆေးမတော့ဘူးဆိုယောဂမပြောက်ဘူးလေအဲ့တော့ဆရာဝန်စီသွားတယ်ဆိုတဲ့ရည်ရွယ်ချက်ကဘာတော့ဆိုရင်ဒီယောဂဘာကြောင့်ဖြစ်တယ်ဆိုတာသိဖို့ရယ်ဘာတွေကိုရှောင်ရမယ်ဆိုတာသိဖို့ရယ်ဘယ်ဆေးတောင်းရမယ်ဆိုတာသိဖို့ရယ်ဒီအတွက်ပဲဒီတည်းမပို့ထို့တူပဲမြတ်စွာဘုရားကိုကိုးကွယ်တယ်ဆိုတာလည်းဒီတည်းမပို့ဘုရားစီကတကူတွေအာနာတွေပါဝါတွေရမယ်လို့ထင်ပြီးကိုးကွယ်ရင်တော့ဒါမှားတာပေါ့နော်ဟောအဲ့ဒီတော့မြတ်စွာဘုရားရဲ့အကြံဉာဏ်တွေတရားဓမ္မတွေကိုလက်ခံကျင့်သုံးဖို့ဆိုပြီးဗုဒ္ဓံတရဏံကိစ္ဆာမိဘုရားကိုကိုးကွယ်ပါတယ်ကိုးကွယ်လိုက်တော့မြတ်စွာဘုရားကဘာကိုဟောတော့ဆိုရင်ခုနကဓမ္မကိုဟောတာပဲဓမ္မဆိုတာအခြေခံအားဖြင့်
လူမိုက်တွေကိုမပေါင်းတဲ့ပညာရှိကိုပေါင်းပူဇော်လိုက်တဲ့လူကိုပူဇော်စသဖြင့်လောက်ရမှာနဲ့မလောက်ရမှာဆောင်းရမှာနဲ့ရှောင်ရမှာဒါတွေကိုမြတ်စွာဘုရားကခွဲခြားပြီးတော့ဟောတယ်အဲ့ဒီခွဲခြားပြီးတော့ဟောတဲ့အတိုင်းကိုကလိုက်နာတာဓမ္မံတရဏံကိစ္စမိပဲတရားကိုကိုးကွယ်တယ်ဆိုတာအဲ့ဒါအတိတ်ပဲနော်အဲ့ဒီလိုမဟုတ်ဘဲနဲ့တခြားနိလန်းနဲ့ကိုးကွယ်တယ်ဆိုလို့ရှိရင်ဒါမမှန်သေးဘူးပေါ့ကိုယ်ကအမှန်ကန်တဲ့လောင်းကြောင်းကိုရောက်ဖို့အမတန်မှအရေးကြီးတယ်နော်ဒီကနေ့ခေတ်မှာစဉ်းစားကြည့်မြန်မာပြည်တွေမဟုတ်ဘူးတခြားနိုင်ငံတွေမှာကိုးကွယ်မှုတွေကတော်တော်ကိုများတာဘုန်းကြီးတို့တနေ့ကကိုရီးယားသွားကိုရီးယားမှာဆိုလို့ရှိရင်ကိုးကွယ်တာတွေကအများကြီးပဲသူတို့မှာထေရဝါဒမဟုတ်တော့အဲဘုရားကျောင်းတွေပါတယ်ဆိုမှနတ်တွေရှိတယ်နောက်ပြီးတော့အစဉ်လာရယုံကြည်တာတွေပေါ့ဘုရားအလောင်းတွေကိုးကွယ်တယ်အမျိုးစုံပဲမျိုးစုံပဲကိုးကွယ်တာဒီလိုကိုးကွယ်ယုံနဲ့ဒါတွေအကုန်လုံးသူတို့တဏ္ဍာမှာတကုအာနာပါဝါတွေရလာမယ်လို့ယုံကြည်ရင်အမတန်မှားယွင်းတယ်အချိန်ဖြုံးနေတာနဲ့အတူတူပဲတကယ်လောက်ရမှာစွန့်ရည်တတ္တိတွေကိုယ်တဏ္ဍာမှာဖြစ်နေအောင်လောက်ရမှာအဲ့တော့ကဘာလုံးကိုခြုံကြည့်လိုက်မယ်ဆိုလို့ရှိရင်ကိုယ်ွယ်မှုအနေထားနဲ့ပတ်သက်လာလို့ရှိရင်ရှင်းရှင်းကြီးမမြင်ကြသေးဘူးလို့ပဲပြောအောင်ဗမာပြည်မှာလည်းကြည့်လေကိုယ်ွယ်တာမျိုးမျိုးပဲရှိသေးတယ်ဘုရားဘာသာလို့ဆိုတဲ့ပုဂ္ဂိုလ်တွေတောင်းပါပဲဖះကိုးွယ်တယ်ဆိုတဲ့အစဉ်အလာလေးတစ်ခုမှတောင်းပါပဲလက်ကောင်းတာတို့လက်မကောင်းတာတို့ရုပ်ပွားတော်တောင်းပါဒါကလာဘသိဋ္ဌိတို့ဘာတို့နဲ့ဒီလိုကိုးွယ်ကြတာဟုတ်တယ်မလားဖះကိုကိုးကွယ်တဲ့ကိုကဒီဟာအစဉ်လာလေးကမဟုတ်သေးဘူးတိတ်ပြီးတော့မမှန်သေးဘူးဒါတဲ့အားမရသေးဘူးမိမိနဲ့မဆိုင်တဲ့ဟာတွေအခုဗမာပြည်မှာကြည့်လိုက်မယ်ဆိုရင်လွန်ခဲ့တဲ့15နှစ်20လောက်ပဲရှိအောင်မထင်နဲ့ဒီChinese ဘုရားဘာသာတွေကိုးကွယ်တဲ့ဒီလက်ဖင်ဗုဒ္ဓဆိုတာတချို့လည်းဥဒိဘွားလို့ခေါ်တယ်ဖះလောင်းလို့လည်းခေါ်တယ်ပေါ့အဲ့ဒီကိုးကွယ်မှုတွေကွမ်ရင်တို့ဘာတို့အစအကုန်ရောက်လာတချို့အိမ်တွေမှာတော့ဘိုးအောင်တို့ဘာတို့ဒီအယုဒ္ဓယလည်းရောက်လာဘာဖြစ်လို့ကိုးကွယ်ကြတာတော့ဒါတွေကိုကိုးကွယ်တာဘာကြောင့်ကိုးကွယ်တာတော့ကိုယ့်ကိုယ်စစ်ဆေးကြည့်ဖို့ကောင်းတကယ်ကိုးကွယ်တော့ရတကယ်အကျိုးရှိတာလားတခါတရံကိုအစွမ်းစားနဲ့ရတာကိုပဲလူတွေကအံ့ဩစရာတော့ကောင်းတယ်ကိုယ့်ကိုယ်ရလာတာတောင်းပါပဲတခါလေဘုရားသခင်ရဲ့ကျေးဇူးလို့ပြောလိုက်သေးတယ်မဟုတ်တာဖြစ်ပြန်လို့ရှိရင်လည်းဒါဘုရားရိုက်တာတို့ဘာတို့လှုပ်သေးတာအကုန်လုံးကောင်းတာဆိုတာအကုန်ဘုရားသွားပြီးတော့ဆွဆွဲနေတယ်ဆိုဒါမှန်ကန်တဲ့အကြောင်းလို့မဟုတ်ဘူးဒါလေမဟုတ်တကယ်ကတော့ကိုယ်တဏ္ဍာမှာပဲကိုပြန်ပြီးတော့ချက်လို့ငါလှုပ်နေတာတွေဟုတ်ကလားငါတဏ္ဍာမှာဖြစ်နေတာတွေမှန်လားမြတ်စွာဘုရားဟောတာအဲ့ဒါပဲရှင်းရှင်းလေးမြတ်စွာဘုရားကိုယ်လုံးရာဇဝင်သမိုင်းတွေကိုပြန်ကြည့်အောင်မလားဒီတိုင်းပဲတကယ်ကတော့သို့တော့ဒီကနေ့အထိကိုးကွယ်မှုအစဉ်လာကြီးကရှုပ်ထွေးနေစေပဲရှိသေးတယ်မရှင်းလင်းသေးဘူးဘာဖြစ်လို့မရှင်းလင်းတာတော့ဆိုအသိဉာဏ်တွေအားနည်းနေသေးလို့ပဲမှားတော့အသိဉာဏ်လုံလောက်အောင်မရဘယ်ကြမှာအသိဉာဏ်ကလုံလောက်သွားတော့ဆိုလို့ရှိရင်တတ္တဗံဖြစ်သွားမှလုံလောက်တာတကယ်ကတော့တတ္တဗံဖြစ်သွားလို့ရှိရင် right understanding ဆိုတဲ့တမ္မာဒိဋ္ဌိ wrong view ဆိုတာလုံးဝဖယ်လိုက်ပြီးမရှိတော့ doubt ဆိုတာလည်းမရှိတော့အခုပုထုဇဉ်တွေကြတော့အမှန်မမြင်သေးတာနဲ့ယုံမှတန်တရားဒီနှစ်ခုကလွှမ်းမိုးထားတော့အမှန်မသိသေးတာအမှန်မမြင်သေးတာကြောင့်ဟိုဟာဟုံနိုးဒါဟုံနိုးသူပြောတာဟုံနိုးကိုပြောတာဟုံနိုးနဲ့ဟိုဘာသာကဟုံနိုးဒီဘာသာကဟုံနိုးနဲ့ဆိုပြီးတော့အဲ့ဒီဟုံနိုးထဲမှာခြားလဲဖြစ်နေတာပဲအမှန်တော့တကဘာလုံးဟာဒီတိုင်းပါပဲကြီးပွားတိုးတက်သွားတဲ့နိုင်ငံတွေမှာလည်းဒီတိုင်းပဲမကြီးပွားသေးတဲ့နိုင်ငံတွေမှာလည်းဒီတိုင်းပဲအလုံးကြည့်လိုက်မယ်ဆိုရင်မြတ်စွာဘုရားဟောထားတဲ့အတိုင်းပဲမနုဿာဘယဒိဋ္ဌိတာလူတွေကအကြောက်တရားကလွှမ်းမိုးခံနေရသည့်အတွက်ကြောင့်ထင်ရမြင်ရတွေအာကိုမှုရှာနေကြတာတဲ့အဲ့ဒီအာကိုမှုရှာတဲ့စနစ်ကြီးကဘယ်ကြမှာရပ်သွားတော့ဆိုရင်သောတပန်ဖြစ်သွားမှရပ်မှာပဲအဲ့တော့သောတပန်မဖြစ်ခင်ကသောတပန်ရဲ့စိတ်နေသဘောထားတွေကိုသိထားမယ်ဆိုလို့ရှိရင်လေရပ်ဖို့ကိုကြိုးစားလာမှာပေါ့အမှန်ကိုမြင်လာပြီကိုမရောက်သေးတော့အမှန်တာကိုမြင်ဖို့တော့အမတန်မှအရေးကြီးတာပေါ့ဒါကြောင့်မို့အမှန်မြင်ဖို့ပထမကြိုးစားအမှန်မြင်လို့ရှိရင်အကြောက်တရားကိုဖယ်ရှားနိုင်ပါတယ်
အမှန်မမြင်ကြောက်နေတာအမှန်မမြင်လို့အမှန်မသိလို့ကြောက်တယ်ဆိုတာရှင်းတော့ကဘုန်းကြီးတို့အထက်ကရာထဲမှာဇလန်းလေးဝတ္ထုလေးတစ်ခုပေးထားတာရှိတယ်ဟိုအသက်ကြီးမှဝတ်လာတဲ့ဘုန်းကြီးတစ်ပါးသူများလို့ဘုံတကူချီးကျင်တော့သူကသုတ်တန်နဲ့သွားပြီးတော့ညသုတ်တန်ထူတင်ဆောက်တည်တဲ့အဲ့လိုသုတ်တန်ထူတင်ဆောက်တည်တဲ့အခါမှောင်စာပြောတော့သုတ်တန်နဲ့ရောက်သွားပြီးဒီတစ်ပင်တစ်ပင်အောင်မှသူထိန်းထောင်းနေတော့အဲ့ဒီမှာခြုံကြားတဲ့ကညမှာရှဲနဲ့အတန်ကြီးကြားနေရကြားနေတော့သူဘလို့ဖြစ်တော့ဆိုကြောက်လိုက်တာတဲ့ငါဒီတစ်ပင်အောင်လာနေတာကိုသိလို့တရေကငါစားမလို့ကြည့်နေပြီလို့ဆိုပြီးတော့အဲ့ဒါသူတညာလုံးမအိပ်နိုင်ဘူးလေအကြောက်အဲ့ဒီခြုံကြားကလည်းပဲ6နဲ့တညာလုံးပဲမနဲ့မိုးလင်းတို့ကြည့်တဲ့အခါကျတော့နအိုကြီးတစ်ကောင်ကအဲ့ဒီမှာအိပ်ပြီးတော့စမြုပ်ပြန်နေတာအဲ့ဒါညာတော့ကတရေဆိုပြီးတော့ကြောက်မနဲ့မိုးလင်းတော့နအိုကြီးမှသိတော့အဲ့ဒီနွားကြီးကိုလိုက်ရိုက်တဲ့တညာလုံးငါ့ကို6လှမ်းရမလားဆိုပြီးတော့အဲ့ဇလန်းလေးရှိအဲ့တော့လူတွေရဲ့အနေထားအဲ့ဒါမျိုးဖြစ်နေတာသေချာစဉ်းစားကြည့်အမှန်မသိသေးလို့ကြောက်မိကြောက်ရကြောက်နေကြတာအမှန်သိသွားတာနဲ့တပြိုင်တည်းရှင်းသွားတာပဲပေါ့အဲ့ဒီလိုဖြစ်တယ်အဲ့တော့ဘာလို့အောင်လို့အမှန်သိအောင်ကြိုးစားဖို့လိုတာပေါ့တကယ်အမှန်သိအောင်ကြိုးစားဖို့ဆိုတာနီးလန်းနေရှိတယ်လေဆိုပါစို့စာပေဖတ်ရမယ်တရားဓမ္မနာယူရမယ်မေးမြန်းရမယ်ကိုယ်ရင်ထဲမှာမရှင်းတာတွေမေးရမယ်ဒါဟုတ်သလားမဟုတ်ဘူးလားဒါလှုပ်ထိုက်သလားမလှုပ်ဘူးလားဖះဟောခဲ့တာဟုတ်သလားမဟုတ်ဘူးလားမေးတယ်အခုဆိုလို့ရှိရင်ဘုန်းကြီးတနေ့ကိုရီးယားသွားတော့အဲ့မှာကိုရီးယားဘက်ကဆန်ဆိုတဲ့တောရအကြောင်းကြီးတစ်ကြောင်းသူတို့ကတော့တောတွေတောင်တွေထဲမှာများတယ်ရှေးကြောင်းကြီးအဲ့ဒီမှာမဟာယာနဘုန်းကြီးတွေကသူတို့တညတရားဟောပါလို့ဆိုပြီးတော့သူဘုန်းကြီးတွေကြီးပဲတရားဟောတယ်တရားဟောတော့သူတို့မေးခွန်းတွေမေးတယ်ပေါ့လေသမထတို့ဝိပဿနာတို့အကြောင်းတွေဟောတယ်အဲ့ဒီလိုဟောရင်ပြောရင်နဲ့သူတို့ရဲ့ယူဆချက်တွေနဲ့ဒီထေရဝါဒကဟောပြောတဲ့တရားတွေနဲ့ယူဆချက်တွေမတူညီတာတွေတွေ့လာတဲ့အခါကျတော့တုံညဆိုတာနဲ့ပတ်သက်ပြီးတော့ပြောတာဘုရားရဲ့တုံညဆိုတာအတ္တနဲ့ဒီသာဝရတည်မြဲတဲ့အတ္တဆိုတာရဲ့အတ္တရဲ့ပိုင်ဆိုင်မှုဆိုတာရဲ့ဒီနှစ်ခုမရှိတာပါဠိလိုကျတော့အတ္တနဲ့အတ္တနိယဒီနှစ်ခုမရှိတာကိုဆိုလိုတယ်လို့ဆိုသူတို့သိထားတဲ့တုံညမဟုတ်ဘူးဘာဆိုဘာမှမရှိတဲ့တုံညကိုသိထားသူတို့ကနာခချုနာရဲ့မထယမိကဖီလိုဆိုဖီကသူတို့သိတာဒီကဗုဒ္ဓရဲ့တရားတော်နဲ့တခြားစီဖြစ်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြောတဲ့အခါကျတော့အဲ့ဒီမှာ professor တပါးဘာပြောတော့ဆိုလို့ရှိရင်သူတို့ကျောင်းသားတွေကိုသင်ထားတာကတစ်မျိုးတဲ့အခုဟာတစ်မျိုးဖြစ်နေတော့သူတို့တန်တရားတွေဖြစ်ကုန်မှာဆိုလို့ဆက်ပြီးတော့မဆွေးနွေးတော့ပါဘူးဆိုပြီးတော့အဲ့ဒီမိကုံးကိုရပ်လိုက်တယ်သူတို့သိတာတွေနဲ့တခြားဖြစ်တယ်အဲ့ဒီကျောင်းအုပ်ဘုန်းကြီးကြီးကဘာပြောတော့ဆိုမင်းတို့ဗမာပြည်သွားပြီးတော့စာသင်ရင်သင်ကြပါလို့ပြောတယ်သူတပည့်တွေကိုဗမာပြည်ကိုသွားကျင်တဲ့ပုဂ္ဂိုလ်သွားပြီးသင်ကြပါလို့ပြောတယ်အဲ့လိုပဲတချို့ကအမှန်တရားတွေကိုမသိတော့မသိသည့်အတွက်ကြောင့်ထင်ရမြင်ရတွေပြောထားတာတွေကိုအဟုတ်မှတ်ပြီးတော့နေတာနောက်ဘုန်းကြီးတို့စီမှာအဲ့ဒီကိုရီးယားကဘိက္ခုနီတစ်ပါး2000ပြည့်နှစ်က thesis လာလုပ်သွားတာရှိတယ်သူရေးတဲ့ကျမ်းကဝိသုဒ္ဓိမေမဟာတိကာကျမ်းအဲ့ဒါကိုပညာဘူမိနေရတာဆိုတဲ့အခန်းတစ်ခန်းကိုအင်္ဂလိပ်ဘာသာပြန်ပြီးတော့သူက analyze လုပ်အောင် study လုပ်အောင်အဲ့ဒါနဲ့ပတ်သက်ပြီးသူကအိန္ဒိယနိုင်ငံပူနေ University မှာဟောရင်လောက်ထားတယ် register လောက်ထားတယ်ဒါပေမဲ့အဲ့ဒီမှာသူဘယ်လို့မှရှေ့တိုးလို့မရလို့ဗမာပြည်ရောက်လာပြီးတော့အဆက်အသွယ်ရတော့ဘုန်းကြီးစီရောက်လာတော့နှစ်ခွဲလောက်နေပြီးတော့သူလောက်သူ့အဲ့ဒါသင်ပေးလိုက်ရအဲ့ဒီသီလရှင်ကိုတပည့်လဲတပည့်ဖြစ်လို့အဲ့ဘိက္ခုနီကိုမေးကြည့်တာဒီပေါ့အောင်မဟာယာန tradition ကလို့ထေရဝါဒတရားကိုသူတို့ဟိနယာနလို့ခေါ်တယ်ပေါ့ဟိနဆိုတာ inferior အောက်တန်းကြတယ်
ဟိနယနာတရားတွေဒီတရားတွေဟာအောက်တန်းစားလူတွေကိုဟောတဲ့တရားလို့သူကအဲ့လိုယူဆတယ်မဟာယာနတရားတွေကအထက်တန်းစားပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေကိုဟောတာအဲ့တော့သူတို့တရားကအထက်တန်းစားပုဂ္ဂိုလ်တွေအတွက်ဟောတာတဲ့ဒီထေရဝါဒတရားတွေကအောက်တန်းစားပုဂ္ဂိုလ်တွေဟောတာဆိုပြီးတော့အဲ့တော့မင်းတို့လှည့်စားခံထားရတာသိလားလို့ဆိုဆရာတော်သိပါတယ်တဲ့ဒါတွေသူတို့ကတော့သိနေပြီသိတာနော်ထေရဝါဒတရားမှာအမှန်ဆိုတာသိလာတယ်သူတို့မှအဲ့လိုဘုန်းကြီးတို့လည်းဒါအံ့ဩသွားတယ်တီဟိုမှာသွားပြီးတော့ဒီမာစတာသွားလုပ်တဲ့အခါမှာမဟာယာနကျမ်းစာတွေဖတ်ကြည့်လိုက်တဲ့အခါကျတော့ exhortaris နဲ့ exhortaris ဆိုတဲ့စကားလုံးလေးနှစ်ခုရှိတယ် exhortaris ဆိုတာတကယ်သီးသန့်တပည့်တွေကိုလက်ဟိုရင်ပေါ့မူရင်းတပည့်တွေ special တပည့်တွေကိုသင်ကြားပေးတဲ့တရားမျိုး exhortaris လို့ခေါ်တယ် exhortaris ဆိုတာအားလုံးကိုပေးတဲ့တရားအဲ့တော့ထေရဝါဒတရားကအားလုံးကိုဟောတဲ့တရားပေါ့သူက special တပည့်တွေကိုဟောတဲ့တရားမဟာယာနတရားလို့သူတို့ကအဲ့လိုယူဆဖြစ်တယ်တကယ်မမှန်မကန်ရှေ့ကရေးတဲ့ပုဂ္ဂိုလ်တွေကကြမ်းဖန်ပြီးရေးသွားတော့အဲ့ဒီမှားရွက်တဲ့အယူဆတွေကိုသူတို့သင်ကြားပြီးအဲ့ဒါတွေကိုလက်ခံကျင့်သုံးနေကြတယ်အခုတဖြည်းဖြည်းတော့သဘောပေါက်တဲ့ပုဂ္ဂိုလ်တွေပေါက်လာကြတယ်မဟုတ်ဘူးဆိုတာသဘောပေါက်လာသည့်အတွက်ကြောင့်အချို့ထေရဝါဒပဲပြောင်းလာကြတယ်ပေါ့အဲကိုရီးယားမှာဆိုလို့ရှိရင်ထေရဝါဒဂိုင်းဆိုပြီးတော့အခုအစိုးရကိုယ်တိုင်ကအတိအမှတ်ပြုထားပြီးတော့ကျောင်းပေါင်း၄ကျောင်းအခုရှိနေသူတို့ကိုရီးယားဘုန်းကြီးတွေပဲပေါ့ထေရဝါဒသင်္ကန်းဝတ်ပြီးတော့ဗမာပြည်မှာရန်ဖြစ်တော်တာတွေများတယ်အဲ့တော့မေလ6ရက်နေ့ကသူတို့ကမီတင်းလေးတစ်ခုလုပ်ပြီးတော့ဆရာတော်နဲ့တပည့်တော်တို့ကိုဩဝါဒပေးပါတယ်ဘယ်လိုလုပ်ရမလဲဆိုတော့အေးမင်းတို့တရားအထုတ်နေုံနဲ့တော့မဖြစ်ဘူးလို့ပရိယတ္တိပါမခိုင်မာတယ်လို့သင်ကြားမှုတစ်ခုတော့လုပ်ရမယ်လို့အဲသင်ကြားတဲ့နေရာလေးတစ်ခုဖြစ်အောင်လုပ်ပြီးတော့သင်ကြားမှုနဲ့အခြေခံမှဖြစ်မှာလို့မေမေရရဘာမှမသင်မဲနဲ့တရားလေးအထုတ်ကမ္မထာလေးပြနေုံနဲ့တော့မှန်ကန်မှမဟုတ်ဘူးလို့နောက်ပိုင်းကြလို့ရှိရင်သင်ဖို့ဆိုပြီးတော့သူတို့ကတော့အကြံဉာဏ်ပေးထားတယ်ပေါ့အဲ့လိုပဲအမှန်တရားသိဖို့ဆိုတာအမှန်တမ်းအရေးကြီးတာနော်အဲ့ဒါမသိဘူးဆိုလို့ရှိရင်တော်တော်အန္တရာယ်များတာပဲအမှန်တရားမသိသည့်အတွက်ကြောင့်ဟိုလူပြောလက်ခံရဒီလူပြောလက်ခံရဒါမျိုးတွေဖြစ်တယ်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားအမှန်တရားကိုသိဖို့အတွက်ဘုရားကိုကိုးကွယ်ရတယ်ဆိုတာရှင်းဥစွာဒါဘုရားကိုစီးပွားရေးအတွက်ကိုးကွယ်တာမဟုတ်ဘူးဘာအတွက်ကိုးကွယ်တာမဟုတ်ဘူးတခြားရည်ရွယ်ချက်တွေမဟုတ်ဘူးမြတ်စွာဘုရားဒီမှန်ကန်တဲ့လမ်းကိုညွှန်ပြသည့်အတွက်ကြောင့်ဘုရားကိုကိုးကွယ်တယ်ဆိုတဲ့ဒီမှန်ကန်တဲ့အာကိုးမှုကိုးကွယ်မှုရှိဖို့လိုတယ်အဲ့တော့ဘုရားကိုကိုးကွယ်တယ်ဆိုတာဘုရားရဲ့ဂုဏ်တော်တွေကိုအာရုံပြုပြီးတော့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုအာရုံပြုပြီးတော့ဘုရားဟောတဲ့တရားကိုလိုက်နာကျင့်သုံးဖို့ပဲအဲ့တော့ဘုရားတရားကိုလိုက်နာကျင့်သုံးဖို့ဆိုဓမ္မံတရဏံကိစ္ဆာမိလို့ဒါမို့နောက်ကလာဓမ္မကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဓမ္မဆိုတာအစဉ်စဉ်ရှိတယ်လို့ပြောသူ့ရဲ့ level အရလိုက်နာကျင့်သုံးရမယ်ပထမအဆင့်ကတော့ဓမ္မဆိုတာသူစရိုက်တရား10ပါးအဲ့ဒါတကယ်ဓမ္မပဲမြတ်စွာဘုရားကအတိနဲ့ဟောထားတယ်လောကမှာတဲ့ဒီငရဲတို့တိရစ္ဆာန်တို့ပြိတ္တာတို့အသူရကယ်လို့ဆိုတဲ့အပယ်လေးပုံတွေရှိနေတာဒုစရိုက်တရားတွေရှိနေလို့ဖြစ်တာပါဒါဘုရားကသူကမြင်ပြီးတော့ဟောတဲ့တရားတွေဒါတွေကဘယ်လိုမြင်တာတုံးဆိုတော့မြတ်စွာဘုရားကဘုရားအဖြစ်သို့ရောက်တဲ့အခါမှာဒိဗ္ဗစက္ခုဆိုတဲ့ဉာဏ်ရှိတယ်အဲ့ဒီဒိဗ္ဗစက္ခုဉာဏ်နဲ့ကြည့်လိုက်လို့ရှိရင်ဒီလူဟာအခုဘာတွေလုပ်နေတာဒီလူသိရင်ဘယ်ရောက်မှလဲဆိုတာကိုမြတ်စွာဘုရားအစဆုံးကြည့်လိုက်တဲ့အခါသူလုပ်နေတဲ့လုပ်ရက်တွေကိုလည်းသိတယ်သိသွားတဲ့အခါမှာသူဘယ်ဖြစ်သွားတာဆိုတာကိုလည်းမြင်တယ်ဒါကြောင့်မို့ဘုရားကကိုယ်တိုင်မြင်ပြီးတော့ဟောတာအတွေ့နဲ့ဟောတာမဟုတ်ဘူးတဲ့တကဘာလုံးတလောကလုံးမှာဒီလမ်းကြောင်းလျှောက်ရင်ဒီစခန်းရောက်တယ်ဆိုတာမြတ်စွာဘုရားကအသေးချာတွေ့မြင်ပြီးတော့ဟောတာဖြစ်လို့အမတန်မှစိတ်ချရတဲ့တရားလို့ဒါကိုပြောတာသွက်ခါတော်ဆိုတာကောင်းစွာဟောတယ်ဆိုတာအမှန်တိုင်းဟောတာကိုပြောတာနော်မှားရွံ့တာတခုမှမရှိဘူးဥပမာအစဉ်အလာကယုံကြည်ချက်ကိုဟောမယ်ဆိုရင်မှားနိုင်တယ်စားတဲ့အာဟာရတွေယူဟောမယ်ဆိုရင်လည်းမှားနိုင်တယ်ဟိုကဒီကတဆင်ကြားလို့ဟောရင်လည်းမှားနိုင်တယ်မြတ်စွာဘုရားကအဲ့ဒါလိုဟောတာမဟုတ်ဘူး
ကိုယ်တိုင်မြင်ကိုယ်တိုင်သိပြီးတော့ဟောတာဖြစ်လို့ဒါသောခါတမှန်ကန်တယ်လို့ဒီလိုပြောတာအဲ့ဒီမှန်ကန်မှုဟာဘုရားအတွက်သာမှန်ကန်ပြီးဉာဏ်တဲ့ပုဂ္ဂိုလ်တွေကလက်တွေ့မသိနိုင်ဘူးလားလို့ဆိုမဟုတ်ဘူးသိနိုင်တယ်တဲ့ဒါကြောင့်မို့တန်ဒိဋ္ဌိကောလို့ဘုရားတရားတော်ဟာကိုယ်တိုင်သာလှုပ်တဲ့လူတိုင်းကိုယ်တိုင်သိနိုင်တာဖြစ်သောကြောင့်တန်ဒိဋ္ဌိကောဟောအဲ့ဒါလို့ဘုရားတရားတော်ရဲ့ဂုဏ်တော်တွေဟာအမတမထင်ရှားတယ်ပေါ့ရှင်းတတ်စရာကောင်းတယ်ဒါကြောင့်မို့လို့ဓမ္မဓမ္မန္တရဏကိစ္ဆာမိဓမ္မကိုကိုးကွယ်ဆိုတဲ့နေရာမှာအရေးကြီးဆုံးကဘာတော့ဆိုလို့ရှိရင်ဘယ်ဓမ္မကိုကိုးကွယ်ရမှာလဲလို့ဆိုတာနံပါတ်1နံပါတ်1သိရမယ်အဲ့ဒီမှာသူစရိုက်တရားသည်ဓမ္မဒုစရိုက်တရားသည်အဓမ္မသူစရိုက်တရား10ပါးကိုလိုက်နာကျင့်သုံးတာဟာဓမ္မကိုကိုးကွယ်တာပဲဆိုပါစို့သူများအသက်ကိုတတ်ခြင်းကရှောင်တယ်သူများဥစ္စာခိုးခြင်းကရှောင်တယ်သူတော်ဘာသာမယာပြစ်မှားခြင်းကရှောင်တယ်ဆိုရယ်ကာယဒုစရိုက်3ပါးအဲ့ဒီရှောင်ကျင်မှုဆိုရယ်ကာယဒုစရိုက်3ပါးကိုလိုက်နာကျင့်သုံးတာဟာဓမ္မကိုကိုးကွယ်တာပဲတခြားနည်းနဲ့ကိုးကွယ်တာမဟုတ်ကျင့်သုံးတာအဲ့တော့ကျင့်သုံးတယ်ဆိုရဲကိုယ့်ရဲ့စွမ်းအားတွေပဲဒါတွေကကိုယ်တဏ္ဍာမှာလက်တွေ့ဖြစ်တဲ့စွမ်းအားတွေကိုလက်ခံကျင့်သုံးတာထို့တူပဲနှုတ်နဲ့ပတ်သက်ပြီးတော့လိန်ပြောတာတို့ရှောင်ကျင်တဲ့မှန်တာကိုပဲပြောတယ်ဒီတုံးနဲ့တူမတက်အောင်ဂုံးတိုက်တာမျိုးမလုပ်ဘူးညင်ညွတ်အောင်သာပြောတယ်ဒီကြမ်းတမ်းရိုက်ပြတဲ့စကားမျိုးမပြောဘူးယဉ်ကျေးသိမ်မွေးတဲ့စကားကိုသာပြောတယ်အကျိုးမရှိတဲ့စကားတွေမပြောဘူးအကျိုးရှိတဲ့စကားကိုသာပြောတယ်ဟောတာဓမ္မနဲ့ပတ်သက်ပြီးသူစရိုက်တရားကိုလိုက်နာကျင့်သုံးတာဒါဓမ္မကိုကိုးကွယ်တာပဲဟောမနောကနဲ့ပတ်သက်လာလို့ရှိရင်လည်းသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့အဘိဓါမရှိဘူးအပြပါဒသူတစ်ပါးတွေကိုပျက်စီးစေလိုတယ်ဆိုတဲ့စိတ်ဓာတ်မရှိဘူးတမ္မာဒိဋ္ဌိမှန်ကန်တဲ့ကံကံရဲ့အကျိုးကိုလက်ခံယုံကြည်ပြီးတော့မှန်ကန်တဲ့အမြင်ရှိတယ်ကိုလို့ရင်ကိုရတယ်ဆိုတဲ့မှန်ကန်တဲ့အမြင်ရှိဟောဒါအခြေခံအကျဆုံးဓမ္မတွေပဲအဲ့ဒီအခြေခံအကျဆုံးဓမ္မတွေကိုယ်တဏ္ဍာမှာဖြစ်အောင်လုပ်ထားသည်ပဲလေဓမ္မန္တရဏကိစ္ဆာမိဓမ္မကိုအဲ့တော့ဓမ္မဆိုတာအတိုင်းအတာအတိုင်းပဲဥပမာလူတို့ပစ္စည်းတို့လို့ပေါ့ကိုယ်ကြရတာအားကိုးရတာအတိုင်းအတာတစ်ခုတော့ရှိတယ်ပေါ့ဒုစရိုက်7ပါးအားကိုးလို့သူစရိုက်တရားကိုအားကိုးတယ်ကိုးကွယ်တယ်လိုက်နာကျင့်သုံးတယ်ဆိုလို့ရှိရင်ဘာဖြစ်တော့ကောင်းတဲ့ဘဝရောက်တယ်လူဘုံရောက်တယ်နတ်ဘုံရောက်တယ်ငရဲဘဝကလွတ်တယ်ဒီအဆင့်လောက်တော့ပြေးပါဒါသူ့စီကိုကျင့်သုံးတဲ့ဒီတရားကိုအားကိုးတဲ့အတိုင်းအတာတစ်ခုပဲသို့တော့ဒီတဲ့အစင်းမြင့်တဲ့တရားကိုးကွယ်တဲ့အခါကျမှလိုက်နာကျင့်သုံးတဲ့အခါမှာနိဗ္ဗာန်ဆိုတာကြတော့ရနိုင်တယ်ပေါ့ခုဒီအခြေခံသီလလေးလောက်ကတော့အပေပုံကလွတ်ယုံပဲရှိသေးတယ်လူဘုံနတ်ဘုံချမ်းသာဒုက္ခတော့ရတယ်သို့တော့နိဗ္ဗာန်ရောက်ဖို့အတွက်မဟုတ်သေးဘူးသူကနိဗ္ဗာန်ရောက်နိုင်လောက်အောင်ဒီနားရင်ရက်နေလို့မရသေးဘူးဒါမို့နိဗ္ဗာန်ရဖို့အတွက်ကြတော့သူကဓမ္မကိုကိုးကွယ်ရမယ်ဆိုတာကြတော့ပိုအစင်းမြင့်သွားပြန်ပြီအဲ့ဒီဓမ္မကဘယ်လိုဓမ္မတော့ဆိုတော့မတရားနဲ့ဖို့တရားပဲမတရားဆိုတာဘာကိုပြောတာတုံးဆိုရင် right understanding ဆိုတဲ့သမ္မာဒိဋ္ဌိ right thought ဆိုတဲ့သမ္မာသင်္ကပ္ပ right speech ဆိုတဲ့သမ္မာဝါစာ right action ဆိုတဲ့သမ္မာကမ္မန္တ right livelihood ဆိုတဲ့သမ္မာအာဇီဝ right effort ဆိုတဲ့သမ္မာဝါယာမ right mindfulness ဆိုတဲ့သမ္မာတတိ right concentration လို့ခေါ်တဲ့သမ္မာသမာဓိဆိုရယ်ဟောဒီမဂ်ခင်၈ပါးနဲ့ဖွဲ့စည်းထားတဲ့တရားဟာကိုအားကိုးရမယ်တရားအစစ်ပဲအဲ့ဒီတရားတွေမှာကိုယ်တဏ္ဍာမှာမဖြစ်သေးဘူးဆိုရင်နိဗ္ဗာန်မရောက်နိုင်သေးဘူးလို့ပြောတာနော်တဏှာကမလွတ်နိုင်သေးဘူးအိုခြင်းနာခြင်းဆိုတဲ့အိုခြင်းနာခြင်းသိခြင်းဆိုတဲ့တဏှာကမလွတ်သေးဘူးလို့ပြောတာအဲ့ဒီဓမ္မကိုရအောင်ကိုးကွယ်နိုင်ပြီကျင့်သုံးနိုင်ပြီကိုးကွယ်တယ်ဆိုတာကျင့်သုံးခြင်းကိုပြောတာအဲ့ဒီကျင့်သုံးနိုင်ပြီဆိုတဲ့အခါကျတော့မှသာဝရငြိမ်းချမ်းတဲ့အငြိမ့်သက်ဆိုတာကိုရမှာဖြစ်တယ်ဒါဓမ္မတရဏကိစ္ဆမိရဲ့ရွယ်ချက်ကလည်းအဆင့်အဆင့်ပဲသွားရမယ်သူ့ level နဲ့ခုခေတ်လိုပြောရင်ဒါ level 1 level 2 level 3ပေါ့နော်အဲ့ဒီလိုသွားဒါဖြင့်တပည့်တော်တို့ဓမ္မတရဏကိစ္ဆမိဓမ္မကိုဘယ်လိုကျင့်သုံးရမှာတော့ဆိုလို့ရှိရင်ဟောသမထကျင့်စဉ်တစ်ခုကျင့်တာတို့ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တာဒါဖြင့်သမထတို့ဝိပဿနာတို့ဆိုတာရိတ်တာမှာကျင့်လို့ရတာလားတောထွက်ရမှာလားလောကီစီးပွားရေးတွေအကုန်ဆွရမှာလားလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားကတတိပ္ပံကျင့်စဉ်ဆိုတာအိမ်မှာလည်းကျင့်လို့ရတယ်
အိမ်မှာလည်းကျင့်လို့ရတတိကောင်းအောင်မိမိပါသည်စိတ်ကိုလေ့ကျင့်ပေးတာပဲအချိန်ပိုင်းလေးယူပြီးတဲ့အခါကျတော့ဆိုပါစို့ကိုယ့်ရဲ့ထွက်လေဝင်လေလေးတွေကိုမှတ်နေတာတတိထားနေတာဒါလေးကအစတတိပဋ္ဌာန်အကျင့်ကိုကျင့်နေတယ်လို့ပြောလို့ရတယ်ပေါ့အဲ့ဒီကနေပြီးတော့စွမ်းအားတွေမြင့်လာပြီဆိုလို့ရှိရင်တော့သူကဒီတဲ့အဆင့်မြင့်တဲ့ဝိပဿနာဉာဏ်တွေပါဖြစ်လာတယ်ဖခင်လက်ထက်ကအိမ်တော်စုဘဝနဲ့နေရင်ထိုင်ရင်လည်းပဲသောတာပန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်သက္ကရာကံဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်အနာဂံထိအောင်တောင်ဖြစ်သွားတယ်အနာဂံဖြစ်သွားပြီဆိုတဲ့အခါကျတော့အိမ်မှာမနေဘူးမဟုတ်နေသေးတာဖခင်လက်ထက်ကအနာဂံတွေအများကြီးရှိတယ်အိမ်မှာနေကြသို့တော့အဲ့ဒီကြလို့ရှိရင်ဇနီးမောင်နှံနှစ်ဦးဟာမောင်နှမအနေထားမျိုးဖြစ်သွားတယ်နော်ဖခင်လက်ထက်တုန်းကဝိတာခတကာကြီးဆိုတာပထမတော့သောတာပန်ပဲသူကဘုရားကျောင်းတော်သွားရင်နေ့စဉ်နဲ့သွားရင်တရားဓမ္မကိုသူကကျင့်သုံးရင်းနဲ့တည့်ရကြတော့မြတ်စွာဘုရားကျောင်းမှာသူအနာဂံအဆင့်ရောက်လာတယ်ပေါ့အနာဂံဖြစ်သွားလို့ရှိရင်သူက desire for sense of pleasure မရှိတော့ဘူးသူမှာမရှိတော့တဲ့အခါကျတော့ခါတိုင်းဆိုလို့ရှိရင်ကျောင်းကနေအိမ်ပြန်လာလို့ရှိရင်သူ့ဇနီးကဓမ္မဒိဏဓမ္မဒိဏကပြုံးပြုံးရှင်ရှင်နဲ့အိမ်ကနေပြီးတော့ဟိုရင်ကျိုးစပေါ့လေလေကားတက်လာရင်လက်ဆွဲပြီးတော့တက်တယ်တပုံမှန်ပဲသူကအဲ့လိုပြန်လာလို့ရှိရင်ပြုံးပြပြီးတော့အဲ့ဒါသူဇနီးလက်ဆွဲပြီးတော့ဒီလိုပဲအိမ်ကိုပြန်လာလေးရှိတယ်ပေါ့ခါတိုင်းအဲ့အနာဂံဖြစ်တဲ့နေ့ကျတော့အဲ့လိုမဟုတ်တော့ဘူးသူတိတ်လည်းမပြုံးတော့ဘူးပြုံးပြတာလည်းမလုပ်တော့ဘူးလက်ဆွဲပြီးတော့လည်းမတက်တော့ဘူးအဲ့ဒီလိုဖြစ်တဲ့အခါကျတော့ဇနီးတဲ့လုပ်တဲ့ပုဂ္ဂိုလ်ကစိတ်မကောင်းဖြစ်တယ်ပေါ့လေဘာဖြစ်လဲပေါ့ခါတိုင်းလို့မဟုတ်ဘူးပေါ့အမူအရာထူးနေတယ်ဘာမှမမေးသေးဘူးဒီတိုင်းပဲထမင်းစားတဲ့အချိန်ကျတော့လည်းအေးအေးဆေးဆေးထမင်းမှစားပြီသူကဘာပြောတော့ဆိုရင်ကဲဒီကနေ့ကစပြီးတော့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုမင်းကငါအကုန်လွှဲတယ်ပေါ့မင်းကငါအကုန်လွှဲတယ်ဒီအိမ်မှာပဲနေကျင်တယ်ဆိုရင်လည်းပဲဆက်ပြီးတော့နေပါအကယ်၍အိမ်အောင်သိပြုကျင်တယ်ဆိုရင်လည်းပြုပါလို့သူကအဲ့လိုပြောတယ်ပြောတော့ဟိုအမျိုးသမီးကစဉ်းစားတယ်ဒီငါပေါ်မှာစိတ်ဆိုးလို့ဆိုလို့ရှိရင်တော့ပစ္စည်းတွေမလွှဲတော့ဘူးပေါ့စိတ်ဆိုးတာတော့မဟုတ်တယ်ပေါ့ဘာဖြစ်လို့ဒီလိုဖြစ်တာတုံးဆိုတော့မေးတဲ့အခါကျတော့ဝိတ္တခါပါပြောတော့ငါမြတ်စွာဘုရားဟောတဲ့တရားကိုဒီကနေ့အဆင့်မြင့်အနာဂံအဆင့်ထိရောက်ပြီးတော့တည်သွားပြီဒါကြောင့်မလို့ကမ္မဂုဏ်အာယုန်นี่ငါမခံစားလို့တော့ဘူးဒါကြောင့်မို့လို့အလုံးကိုလွှဲတယ်လို့ပြောတာဒါဖြင့်ဒီတရားဟာရှင်တို့ယောက်ျားတွေသာကျင့်သုံးနိုင်တဲ့တရားလားလို့ဆိုမဟုတ်ပါဘူးအမျိုးသမီးတွေလည်းကျင့်သုံးလို့ရပါတယ်ဆိုတော့အဲ့ဒီဓမ္မဒိဏအမျိုးသမီးဟာဘိက္ခုနီဝုခွင့်တောင်းပြီးတော့သူကိုယ်တိုင်ဘိက္ခုနီဝတ်သွားပြီးတော့တလလောက်လည်းနေရောသူကယဟနာဖြစ်သွားတယ်ယဟနာဖြစ်သွားပြီးသူတို့မျိုးပြန်လာတော့ဝိတ္တခါတကကြီးကတလလောက်နဲ့တင်ပြန်လာတဲ့ဆိုသူ့စိတ်ထဲမှာဟိုသာသနာပေါင်းများမပျော်လို့ပြန်လာသလားမောင်နှမစိတ်နဲ့ပေါ့နော်မောင်နှမစိတ်နဲ့သာသနာများမပျော်လို့ပြန်လာတာလားလို့သိချင်လို့မိဂုံးတွေသွားမေးတာတရားနဲ့ပတ်သက်တဲ့မိဂုံးတွေမေးတာဟိုကအဆင့်မြင့်တဲ့မိဂုံးတွေအကုန်လုံးဖြေနိုင်တယ်ရဟန္တာဖြစ်သွားတာရဟန္တာဖြစ်သွားတဲ့အနေအထားမျိုးအဲ့တော့မြတ်စွာဘုရားရဲ့ဒီတပိတာဝကတွေလူတွေထဲမှာလည်းပဲနောက်ဆုံးအနာဂံအဆင့်ထိအောင်ဒီမိမိတို့အိမ်မှာနေကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပေါ့နော်ရဟန္တာဖြစ်သွားရင်တော့မနေတော့ဘူးပေါ့အိမ်မှာအနာဂံအဆင့်ထိအောင်နေကြသေးတယ်သို့တော့ဒီလိုနေတဲ့အချိန်မှာအရင်ကတော့လို့ပူတာတို့ဆူတာတို့ဒါမျိုးတွေမရှိတော့ဘူးပေါ့ဓမ္မရဲ့စွမ်းအားကြောင့်စိတ်နှလုံးဟာအမြဲတမ်းငြိမ်းချမ်းပြီးတော့မောင်တို့နှမတို့ကုညီစရာရှိတာကုညီပြီးဒီလိုအေးချမ်းချမ်းနေသွားကြတဲ့လူအဖွဲ့အစည်းတစ်ခုရှိတယ်သူတို့မှာကြောင်းကြဘာတစ်ခုမှမရှိဘူးလေဒါဓမ္မန္တရဏံကိစ္ဆာမိအဆင့်မြင့်သွားရင်ဒီလိုထိအောင်ရတယ်ပေါ့နော်အေးဒါကြောင့်မို့လို့ဓမ္မကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာခုနကပထမဒုစရိုက်7ပါးကိုရှောင်ပြီးတော့သူစရိုက်တရားကိုကျင့်သုံးရမယ်အဲ့ဒီတဲ့အဆင့်မြင့်လာတဲ့အခါကျတော့မေတ္တရားဖို့တရားရဖို့ရအတွက်သမထနဲ့ဝိပဿနာဒီကျင့်စဉ်ကိုကျင့်ရမယ်အဲ့ဒီလိုကျင့်ခြင်းဖြင့်ဓမ္မကိုးကွယ်မှုသည်ယဟနာဖြစ်တဲ့အချိန်မှာလမ်းဆုံးမှာဖြစ်တယ်ဒါဖြင့်သံဃာတရဏံကိစ္ဆာမိသံဃာကိုကိုးကွယ်တယ်ဆိုတာကြတော့ဗာဒိဗ္ဗေလို့ဆို
အနုတ္တရံပုံညာခိတံလောကတလို့ဆိုတဲ့အတိုင်းပဲလူတွေဟာဒီနေ့စဉ်စားဖို့ရအတွက်ဒီစိုက်ပျိုးဖို့မြေကွက်ရှိရတယ်လို့ပဲပေါ့ကုသိုလ်ကောင်းမှုစိုက်ပျိုးဖို့အတွက်အကောင်းဆုံးကတော့တန်ခါပဲလို့ဒီလိုဆိုလို့တယ်ပေါ့ဒါကြောင့်မို့တန်ခါကိုကိုးကွယ်တယ်ဆိုတဲ့နေရာမှာဘာအဓိပ္ပာယ်နဲ့ကိုးကွယ်တာတော့ဆိုကုသိုလ်ကောင်းမှုလုပ်ဖို့နေရာတစ်ခုအနေနဲ့ကိုးကွယ်ရမယ်တဲ့တန်ခါကိုကိုးကွယ်တာကုသိုလ်ကောင်းမှုလုပ်ဖို့ကုသိုလ်ကောင်းမှုလုပ်ချင်တယ်အကယ်၍တန်ခါမရှိဘူးဆိုလုပ်ဖို့ခက်တယ်ပေါ့ဒါကြောင့်မို့လို့တန်ခါကိုလှူတဲ့အခါမှာလည်းပဲစိတ်ဓာတ်မော်မော်မြတ်မြတ်ကိုယ့်ကိုယ်ပြင်းပြင်းဆင်ဆင်လှူဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ပုဂ္ဂိုလ်ကိုဘယ်တော့မှဥတီချက်မထားနဲ့ပေါ့ဥတီချက်ထားတာတခါတလေမမှန်တာဖြစ်တတ်တယ်ပေါ့ဟိုကပဲဒီဆရာတော်ကြီးကတော့နာမည်ကြီးလို့ဒီဆရာတော်ကြီးကတော့ဘာဖြစ်လို့ဆိုတာမျိုးတွေမထားပဲနဲ့ကုသိုလ်ကောင်းမှုလုပ်ပြီဆိုရင်တန်ခါကိုဥတည်ပြီးတော့လုပ်တဲ့ကုသိုလ်ဟာအမတန်မှမွန်မြတ်တယ်မြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောထားတော့ဆိုလို့ရှိရင်ဘယ်လောက်အကျင့်မကောင်းတဲ့ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်တန်ခါကိုရည်စူးလှူရင်ကုသိုလ်ရတယ်လို့ဒီလိုဟောထားတယ်နော်အဲ့ဒါကြောင့်မို့လို့ဘာပဲဖြစ်ဖြစ်တန်ခါကိုရည်စူးပြီးကုသိုလ်ကောင်းမှုပြုတဲ့အနေနဲ့လုပ်ဖို့လိုအပ်တယ်ပေါ့တန်ခါဟာမြတ်တယ်ပေါ့တန်ခါဆိုတဲ့နေရာမှာပုဂ္ဂိုလ်ကိုကိုးကွယ်မိလို့ရှိရင်ဘာဖြစ်တတ်တယ်ဆိုရင်ဒီပုဂ္ဂိုလ်ဆိုတာဖောက်ပြန်သွားတာသိတယ်အဲ့ဒီဖောက်ပြန်သွားလို့ရှိရင်ဒီပုဂ္ဂိုလ်ဖောက်ပြန်ရင်ထိုပုဂ္ဂိုလ်ရဲ့အစွဲကိုယုံကြည်မှုအားများနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဖောက်ပြန်တဲ့နောက်ကိုယ်လည်းလိုက်ဖောက်ပြန်သွားတတ်တယ်ပေါ့မှားယွင်းသွားတတ်တယ်ပေါ့အဲ့တော့အဲ့ဒီလိုမဖြစ်ဘဲနဲ့ဓမ္မကိုတိတိမတ်မတ်ထားဖို့လိုအပ်တယ်ပေါ့တရားပေါ်မှာယက်တည်ပြီးတော့ကိုးကွယ်တာမျိုးဖြစ်တဲ့ပေါ့တန်ဃာတွေကိုးကွယ်တဲ့အခါမှာလေအဲ့တော့ဘာပဲဖြစ်ဖြစ်သာသနာတော်မှာကုသိုလ်ကောင်းမှုလုပ်မယ်ဆိုရင်အမြတ်တန်ဃာကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာအကောင်းဆုံးပဲပေါ့ဓမ္မကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာအကောင်းဆုံးပဲပုဂ္ဂိုလ်တူတယောက်တည်းကိုဥတည်ပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာဟာဒီအန္တရာယ်ဖြစ်တတ်တယ်ပေါ့အန္တရာယ်များတယ်ပေါ့အန္တရာယ်များတယ်ဆိုတာခုနကဒီပုဂ္ဂိုလ်ဖောက်ပြန်သွားရင်ပုဂ္ဂိုလ်ဇွဲနဲ့ဖြစ်ပြီးကိုယ်လည်းဖောက်ပြန်တဲ့အဆင့်များမှုရောက်သွားတတ်တယ်အဲဒါကြောင့်မို့လို့ဓမ္မပေါ်မှာအခြေခံထားပြီးတော့ဓမ္မနဲ့တိုက်တာပြီးဒီပုဂ္ဂိုလ်ကောင်းတယ်မကောင်းဘူးဆိုတာကိုကြည့်ပြီးကုသိုလ်ကောင်းမှုရအောင်တန်ခမ်းတရဏံဂစ္ဆာမိလုပ်တဲ့အခါမှာအထက်ကရာဆရာကြီးတွေကဘာပြောလို့ဆိုရင်အပကနံပိကာရဏံဝိပုလဖလပတိလာဘကရဏိနာကိုလုပ်တဲ့ကုသိုလ်ကောင်းမှုတွေကနည်းနည်းလေးပဲလုပ်ရပေမဲ့လို့အကျိုးတွေအများကြီးကိုဖြစ်ပေါ်စေနိုင်တယ်ဆိုတဲ့ရှိပဲချက်နဲ့တန်ခါဟာဒါကြောင့်မို့ကိုးကွယ်လိုက်တာနည်းနည်းလေးလှူပေမဲ့လို့ကိုယ့်အတွက်အကျိုးတွေအများကြီးရသွားတယ်ဆိုတဲ့အသိဉာဏ်နဲ့ဒီလိုလုပ်တဲ့တယ်လို့ဒီလိုပြောတာเนาะအဲ့ဒါကြောင့်မို့လို့တန်ခမ်းတရဏံကိစ္ဆာမိဆိုတဲ့အခါမှာဥတီချက်ကအရိယတန်ခါတွေကိုဥတီထားအောင်မယ်ထိုအရိယတန်ခါတွေရဲ့အကျင့်ကိုကျင့်နေတဲ့လက်ရှိသမုဒိတန်ခါတွေကိုအရိယတန်ခါတွေဒီကိုစားအနေထားမျိုးစိတ်ဓာတ်ကထားပြီးတော့အလှူဒန်းလုပ်တဲ့အခါမှာလည်းပဲတန်ခါကိုရည်စူးပြီးလှူတဲ့အလှူဟာပုဂ္ဂိုလ်လူတဲ့အလှူနဲ့မတူဘူးတဲ့တန်ခါကိုရည်စူးပြီးလှူတဲ့အလှူကအမတန်မွန်မြတ်တယ်ပုဂ္ဂိုလ်တူတယောက်ကိုကိုးကွယ်တယ်ဆိုရင်လည်းဓမ္မကိုအခြေခံပြီးတော့ကိုးကွယ်မှပို့အဆင်ပြေတယ်အကယ်၍ဓမ္မကိုအခြေမခံမဲနဲ့ပုဂ္ဂိုလ်ဆိုကိုးကွယ်မိလို့ရှိရင်မကောင်းတာတွေဖြစ်တတ်တယ်ပေါ့ဒါကြောင့်မို့လို့မြတ်စွာဘုရားတောင်းမှပဲပုဂ္ဂိုလ်ကိုအာမကိုနဲ့ဓမ္မကိုအာကိုလို့ရှင်အာနန္ဒာကိုဟောခဲ့ဖူးတယ်နော်ဒါကြောင့်မို့လို့လှူရတမ်းပြီဆိုလို့ရှိရင်တန်ခါကိုအာယုပြုပြီးတော့လှူနိုင်ဖို့ကြိုးစားရမယ်ထိုတန်ခါတွေရှိနေသည့်အတွက်ကြောင့်တို့ကုသိုလ်ကောင်းမှုတွေပြုခွင့်ရတယ်မြတ်စွာဘုရားရဲ့သာသနာတော်ကြီးအစဉ်ဆက်မပြတ်အောင်ထိမ့်သိမ့်လာတဲ့တန်ခါတွေရဲ့ခုံကိုအာယုပြုပြီးတော့အဲ့ဒါလိုလှူခြင်းဖြင့်မိမိတို့ရဲ့တဏ္ဍာမှာကောင်းကျိုးချမ်းသာတွေအပြည့်အဝရနိုင်တယ်ဆိုတာမှန်ကန်တဲ့လမ်းစဉ်တရားကိုသိမြင်မှုလိုတယ်ဒါကြောင့်မို့အမှန်ကန်သိဖို့အတွက်တရားနာရမယ်စာပေဖတ်ရှုရမယ်မသိတာမေးမြန်းရမယ်မေးမြန်းပြီးတော့သိပြီဆိုရင်လက်တွေ့ကျင့်သုံးရမယ်အဲ့ဒါဟာကိုယ့်ရဲ့တကယ်အားကိုးရာအစစ်ဖြစ်ပါတယ်ဒါကြောင့်မို့အားကိုးရာအစစ်ဆိုတာကိုယ်တဏ္ဍာမှာရှိတယ်မြတ်စွာဘုရားကဓမ္မဒီပါဘိက္ခဝေဝိဟရထဓမ္မသရဏဓမ္မကိုအားကိုးကြတခြားကိုအားမကိုးကြနဲ့ဆိုတာဒါကိုရည်ရွယ်ပြီးတော့ဟောတာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့သည်
မိမိတို့ရဲ့ဘဝလမ်းကြောင်းလျှောက်လှမ်းတဲ့အခါမှာကိုအားကိုးရမယ့်အတိုင်းအတာအားကိုးတိုက်တဲ့အရာတွေကဘာတွေလဲဆိုတာကိုသိရှိနားလည်ပြီးမှန်ကန်တဲ့လမ်းကြောင်းအတွင်းရွေးချယ်၍ကိုယ်ွယ်မှုကိုပြုနိုင်ကြပါစေကုန်သတည်းဒီကိုဦးကျော်တို့ဦးကျော်တော်ခင်မမတာမြမင်းတင်ကျော်ရဲမင်းတင်ကျော်သမီးကြည်လက်ရွှန်းကျော်မိသားစုကနေပြီးတော့15သိန်းနဲ့နောက်ဦးတိုးတင်ဦးစိုးတင်ဒေါက်ခင်မချိုမိသားစုမှာတသိန်းဦးစင်အောင်ဒေါ်တင်မြင့်စိန်ဒေါ်မြင့်မြင့်စိန်မိသားစုကတသိန်းနောက်ဦးကိုကြီးဒေါ်တင်တင်နွယ်မိသားစုက9သိန်းဒေါ်တန်တန်အေးစင်ကာပူက5သိန်းနောက်တစ်ခုကဆိုပါဦးအန်ကူဒေါ်တန်တန်ယူမိသားစုက3သိန်းတာကိုမြတ်ကိုအောင်မြတ်ညီမင်းအောင်သမီးဆင်းယူအောင်တို့က3သိန်းနောက်ဒေါ်ချယ်ရီမွန်ရန်ကုန်က9000နဲ့အားလုံးစုစုပေါင်းဒီမှာဓမ္မဒါနစာအုပ်ဒီတရားတော်တွေအတွက်ဓမ္မအတွက်နော်ဟိုတရားတော်နဲ့ဓမ္မစာစဉ်များအတွက်ဓမ္မဒါနအလှူငွေ330ဆရာတော်နဲ့နောက်ပင့်တန်ခါတစ်ပါးနဲ့ဝတ္ထုငွေ9000ကျပ်စီနဲ့သင်္ကန်းတစ်စုံစီလှူဒန်းတယ်တဲ့နော်အဲ့ဒီလှူဒန်းတာတွေကိုကဲယူစေချာနော်ကဲလိုက်အရှင်ဘုရားတပည့်တော်တို့သည်ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအရှိခန့်လျက်တည်ထံပြန်ပွားစေရန်ရှိတမ်းကြပါသောကြောင့်တရားဓမ္မစာစဉ်များအတွေ့ဓမ္မဒါနအလှူတော်ငွေ30ကိုယင်းဤမြုပ်နှံ၍လှူဒန်းကြပါကုန်၏ပင့်တန်ကဆရာတော်4ပါးတပါးလည်းနဝကမ္မဝတ္ထုငွေလွှာ9000ကျပ်သောအတ္တပြာနှင့်သင်္ကန်းတစ်စုံစီတို့ကိုလှူဒန်းကြပါကုန်၏ဝတ္ထုငွေလွှာအတ္တပြာတို့မှဖြစ်ပေါ်လာသောအစရာပစ္စည်း4ပါးကိုလှူဒန်းကြပါကုန်၏တရားဓမ္မကိုနာယူကြပါကုန်၏တရဏဂုံ3ပါးနှင့်တကွာ5ပါးသီလကိုခံယူစောင့်တည်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလို့ရသောဤကောင်းမှုသည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှယနေ့ဗံဤအကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းသံဃာတော်ရှင်မြတ်တို့အားဆွမ်းခဲဝယ်ဘောဇဉ်ချိုးချင်းရတာအဖျားဖျားတို့ကိုဆက်ကပ်ပါကုန်၏ဤကောင်းမှုသည်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှယနေ့ဗံဤအကြောင်းအထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှုဤအဖို့ဘာကကိုအမိအဖအဖိုးအဖွာဆရာသမားမှစ၍ကဘာသူကဘာသားလူနတ်မြမတတ္တဝါအများတို့အားအမြဝေငှပါကုန်၏ကုသိုလ်အမြကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်
ဖြစ်ကြပါစေကုန်သတည်းအားလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအားလုံးကြာကြာသမျှအမြအမြအမြပြုတော်မူကြပါကုန်သာဓု